အားလုံးပဲမင်္ဂလာပါခင်ဗျာ UK channel ကနေကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါခုကျွန်တော်ရဲ့ debut file လေးကိုကြည့်ရှုနေတဲ့မျိုးပါကျွန်တော်ရဲ့ပထမဆုံးကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ရတဲ့နေထားပေးပါကျွန်တော်ရဲ့ debut file လေးကိုလည်းshare ပေးနေတော့ share ပေးပါကျွန်တော်ကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီ UK2 ဒီ channel ကchannel အသစ်ဖြစ်တဲ့ကြောင့်မို့လို့ subscriber အားလည်းနေတယ်အများအဖြစ်တော့ကျွန်တော်ရဲ့မိတ်ဆွေဟောင်းတွေအမျိုးဟောင်းတွေမတွေ့ကြအောင်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ရဲ့ဒီ UK2 ဒီ channel လေးကို subscribe နေပေးပါ share ပေးနေတော့ share ပေးပါလို့ကျွန်တော်ပထမဦးစွာတောင်းဆိုပြရစီခင်ဗျာကျွန်တော်ဒီနေ့ဒီ video file လေးတင်ပေးတာပေါ့နော်ကျွန်တော်ရဲ့အမျိုးတွေအတွက်ကိုကျွန်တော်တို့လာမယ့်တစ်ပတ်စာအတွက်3ရက်မွေးစာတို့ပတ်တီနဲ့မိတ်ကွက်လေးလာပြောရင်တင်းလာ sorry တပတ်စာမွေးကလေးကိုလာပြောရင်တင်းလာတက်စာအတွက်နေတဲ့ဝမ်းချေးမိတ်ကွက်လေးကိုပါဒီမှာလေးလာပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲကြောင့်မလို့ကျွန်တော်ဒီ video file လေးကိုကြည့်ရှုနေတဲ့မျိုးက channel လေးကိုTV file လေးကိုအဆုံးထိကြည့်ပေးပါပေါ့နော်ဟုတ်ကဲ့ပါ3ရက်မွေးစာတို့ပတ်တင်တဲ့ main quest လိုချင်တဲ့မျိုးတွေကတော့ကျွန်တော်ဒီမှာလာယူလို့ရပါသေးတယ်3ရက်မွေးစာတို့ပတ်တင်တဲ့ main quest လိုချင်တဲ့မျိုးတွေကတော့ကျွန်တော်ဒီမှာ mobile phone နဲ့ပဲ25114343ဖုန်းဆက်သွယ်ပြီးလာယူရတယ်လို့ကိုလေးတီ93865ဖုန်းဆက်သွယ်ပြီးတော့လည်းလာပြီးယူလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့နာတက်စာအတွက်နေတဲ့1 chain အနေနဲ့ကတော့931 chain ပဲဖြစ်ပါတယ်ခင်ဗျာ931 chainနေကုန်ပရိတ်ကတော့456ပရိတ်ပေါ့နော်931ချိန်456ပရိတ်ဖြစ်ပါတယ်ခင်ဗျာ main quest အနေနဲ့ကတော့9နဲ့ဆိုရင်95 3နဲ့ဆိုရင်တော့30 main quest ဖြစ်ပါတယ်ခင်ဗျာဒါကတော့တင်တာချက်စာအတွက်နေတဲ့1ချိန်နဲ့ main quest ဖြစ်ပါတယ်သက်ထဲမှာပဲကျွန်တော်တပတ်စာကတ်လေးကိုထိပ်ပြီးပြပြမယ်ဒီတပတ်စာကတ်တွေကတော့အပတ်တိုင်းထွက်တယ်ပေါ့နော်အများဖြစ်ပုံမှုကြောင့်ထွက်တာများပါတယ်အဲကြောင့်မို့ဒီတပတ်စာကတ်ကို live ဆော့တဲ့မျိုးတွေကတော့ကို live ဆော့တဲ့အခွေကိုပဲစီမီမီ live ဆော့ပါလို့ကျွန်တော်ဒီပြပြစီခင်ဗျာဟုတ်ကဲ့ပါပထမဆုံးကျွန်တော်3လုံးခွေတစ်ခွေပြပြပေးပါမယ်ပထမ3လုံးခွေကတော့3.1နှစ်ခွေခုဖြစ်ပါတယ်3.1နှစ်ခွေခုဖြစ်ပါတယ်ဒါကတော့ဒီဘက်မှာကျွန်တော်တပတ်စာကတ်မှာ3လုံးခွေတစ်ခွေထွက်မယ်4လုံးခွေတစ်ခွေရမယ်မိုးထိပ်တီးရှိမယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်အဆင်ပြေရအောင်ပဲယူသုံးပါပေါ့နော်ဟုတ်ကဲ့ပါပထမ3.1နှစ်3လုံးခွေခုဖြစ်တဲ့ခါမှာဒုတိယ4လုံးခွေခုကတော့3.2 5ခွန်ခွေခုဖြစ်ပါတယ်3.25ခွန်ကတော့4လုံးခွေပေါ့နော်3လုံးခွေပဲလိုက်4လုံးခွေပဲလိုက်အများအပြားပုံထုံးမကျော်လာများပါတယ်ခင်ဗျာနောက်တစ်ခုကတပတ်စာမွေးထိပ်ပေါ့နော်တပတ်စာမွေးထိပ်ကတော့3ထိပ်2ထိပ်ဖြစ်ပါတယ်အဲ့3ထိပ်2ထိပ်ကထိပ်သီးမဆွဲမရှင်လိုက်စောမှာဖြစ်ပါတယ်ထိပ်သီးတစ်လုံးထွက်တာနဲ့နားမှာဖြစ်ပါတယ်အခုဟုတ်ကဲ့ပါဒီတပတ်စာကတ်လေးကိုလာပြောပြပေးခြင်းဖြစ်ပါတယ်ကိုယ်တို့အဆင်ပြေမဲ့မွေးခွေမွေးထိပ်ကြီးတွေကိုယူသုံးမှာအားလုံးပုံလုံးမကြုံဆက်တာများပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီမှာအဖို့မသိလို့ခြင်းဆိုလို့ရှိရင်လာလို့ရပါသေးတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်